ကြံနဲ့အင်္ဂလိပ်တကြံဘာကွာကြလဲဘာအောင်မေးလဲမြန်မာပြည်တကြံမြန်မာတကြံရေပိုပတ်လာတယ်ဒီမှာရေရမ်းပါကောင်းပါတယ်ဒီမှာမြန်မာအစားအစာရေးစားရလို့ကောင်းပါတယ်။ကွာခြားဆုံးကတော့ကျွန်တော်တင်တာတော့ရေအများကြီးပတ်တာနဲ့နည်းနည်းပတ်တာပါပဲ ဒီရာဒီမှာရေပက်လို့โอเคပါမလားရတယ်အင်္ဂလိပ်တွေလေအေးခံနိုင်တယ်နည်းနည်းပါပါပါဒီရာနဲ့ပဲပတ်လို့ပါဒါလေးနဲ့ပဲပြီးအောင်မမြန်မာသင်္ကြန်နဲ့အင်္ဂလိပ်သင်္ကြန်ဘယ်လိုကွာကြလဲမြန်မာပိုကဲလို့ရတာပေါ့ no constraint လမ်းတွေမှာကဲလို့ရကြမြန်မာမှာဆိုရင်ဒီမှာလမ်းတွေမှာကဲလို့မရဘူးဟုတ်လို့ပေါ့လူကြီးရေလောက်တဲ့ပွဲနဲ့ကလေးလောက်တဲ့ပွဲပေါ့နော် two different vibe ပေါ့ပြောကြကောင်းပါတယ်ဟုတ်တို့ကကြလေနော်ခုခေတ်ကလည်းပြန်စိတ်တွေလည်းပြင်မဲ့နေလို့ရတာပေါ့မြန်မာကတော့ပို့ပြီးတော့အနှစ်သာရရှိတာပေါ့အဲ့မှာကျွန်တော်တို့ဒီခြေရိုးရလည်းဖြစ်တယ်ပေါ့စားတော့ very food focus မြန်မာမှာကျတော့မူးကြတာတောက်ကြတယ်တိတ်တောင်မစားဒီကွာတော့ကွာရဗျာဒီမှာ gathering ပုံစံဟိုမှာကတော့လောက original ပေါ့အဓိကတော့ရာသီစုမြန်မာနိုင်ငံမှာရာသီစုတွေရောဘယ်ပိုဆော့လို့ရေပေါ်ဆော့လို့ကောင်းတယ်ပဲဟိုဒီမှာကျတော့ရေလေးဆော့လို့မကောင်းမြန်မာတကြံနဲ့အင်္ဂလိပ်တကြံဘာကွာကြလဲမြန်မာတကြံကကျတော့ဘုံနေစိုင်းနေပုံနေရှိရယ်ဒီလားကျတော့ဒီမှာ EDM drum and bass တွေများတယ်ဘာစားနေလဲမုံလုံးကြီးပေါ့ဒီမှာတော့အေးတာပေါ့နော်ကိုဝတ်တာဝတ်ထားတာဘာမှလို့ဝတ်ချင်လို့အေးတယ်မြန်မာပြည်တစံကတော့ proper ပေါ့နော်ဟို traditional တွေရှိမယ်ရေပတ်ကြမယ်ဒီမှာ weather ရရေအားလုံးပတ်နိုင် especially today ကဘလုံးမဖြစ်နိုင်ဘူးလေမြန်မာပြည်တကြံဘာသတိအရဆုံးလဲစတူဒီလာကျွေးရအဲ့ရဒီမှာပိုကောင်းတာရှိလားဒီမှာလားမြန်မာတကြံတော့ပိုကြိုက်တယ်ဒီမှာလည်းကောင်းပါမြန်မာပြည်မှာကဘယ်တော့ mandate တွေဆိုတာရှိမယ်ဘလောက်ပဲတူအောင်တူပါဗမာပြည်ကြံတော့ဘလုံးမတော့မတူဖြစ်နိုင်ဘူး traditional တကြံ original တကြံပဲပေါ့အဲ့လိုပြောရအောင်ဒီမှာမြန်မာတကြံနဲ့ဒီအင်္ဂလိပ်တကြံဘာကွာကြလဲဘာမှမတူပါအတူတူပါပဲ